ပေကောင်မနဲ့မှမရှိဘူးလို့ဘာမှမလုပ်ဒီနေ့နောက်တစ်ခါလာ ရရတိုင်းတိုင်းငါဘိုးဘွဲရမ်းမှောက်နေလို့ကွာမင်းငါ့ကိုသတင်းတော့ရွေးပေးစမ်းပါအနေနဲ့ ဒါပဲအိတ်ရတော့ ဟောက်ပြန်ပြီကွာ tip star တွေရတယ်ဒီတင်းကတော့တိုက်နေခုချိန်တော့ချလိုက်အဆင်ပြေမယ်ထင်တယ်ဟာရေးရဲ့အကြောင်းကိုဖုန်းကလာပြီဟုတ်အဘေးပြောဘဲမှမတော့အိမ်မှာပဲမားမလို့အရေးကြီးလားနောက်မှပြန်ဆက်လိုက်မယ်နော်အပေကောင်မနဲ့မှမရှိဘူးလို့ဘာမှမလုပ်ဘူးပြစ်လည်းမထားဘူးလေဘလို့စုပ်ဘာကြီးမင်းနေတာတော့ပြီးပြန်ဆက်လိုက်မယ်နော်စိတ်မဆိုးနဲ့လေရှင်းချတော့ဟာဘယ်ဘောလုံးမဲလည်းတွင်းသွားကွာမချလိုက်ရဘူးလားအဲ့ဒါကြီးကြောင့်ဖြစ်တာတပည့်ခောက်လည်းမဟုတ်ဘူးတစ်ချိန်နှစ်ချိန်လည်းမဟုတ်တော့ဒီတပွဲလည်းရှုံးမြန်ကွာဒီလေးနောက်တစ်ခါလာ ကိုဒီမှာရပြီမြ အေးကျေးဇူးပဲထချပါလေရှုံးနေတဲ့ဟာယူတော့ပြန်ကားမှာပဲဒီဘွဲတော့နိုင်မှာပါကောင်းလဲကောင်းနေကိုဆိုင်ပိတ်ပြီကိုဆိုင်ပိတ်ပြီကို အေးဒီချိန်တော့ရောက်နေဝိုက်ချရှုံးမြန်ပြီကွာဒီတပွဲလဲဒီမှာပဲအိတ်ရတော့မယ်ဒီတိုင်းဆိုရရတိုင်းငါဘိုးဘွဲရမ်းမှောက်နေလို့ကွာမင်းငါ့ကိုသတင်းတော့ရွေးပေးစမ်းပါအနေနဲ့အပြာနဲ့ဘယ်ဟာချရဲတောက်ပဲအနီချဖြစ်တာနဲ့ကျွန်တော်ဒီလီဗာပူးဒီနေ့ပွဲမှာတော့ body အနေနဲ့တော့နိုင်မှုခက်ခဲမယ်လို့ကျွန်တော်ထင်တယ်ချိန်200ဒီလုံးမှာလည်း Man City အိမ်ကွင်းတိုင်း Man U ကပဲနိုင်ရရှိသွားတာတွေလည်းရှိနေတဲ့အတွက်ဆိုရင်တော့ဂိုးပေါ်နေချင်ပါတယ်မောက်ပြန်ပြီကွာ tip star တွေရတယ်